Hello everyone ဒီလိုမျိုးပြင်းချင်းများသွားနဲ့ပြင်းခွေပြီးတဲ့နောက်မှာတော့အိမ်မှာရှိတဲ့ပစွန်တတိယသွားပါတယ်အဲ့နောက်မှာတော့ခုတလော line ပေါ်မှာခဏခဏဗီဒီယိုတွေကိုကြည့်လိုက်လို့ရှိရင်အဲ့လိုမျိုးပစွန်ဟင်းချက်တာတွေပဲတွေ့နေအဲ့နဲ့သူတို့ထဲမှာလုပ်တယ်လို့မျိုးပဲအရင်ဆုံးပစွန် brush နဲ့တိုက်လိုက်တယ်ပေါ့နော်တွားလိုက်တဲ့အသက်တစ်ချောင်းလောက်ကုန်သွားပါတယ်ပစွန် brush နဲ့တိုက်တယ် brush နဲ့တိုက်ပြီးတော့အမှန်ကကြီးနဲ့ညှက်တယ်ပေါ့နော်ကကြီးနဲ့ညှက်တယ်ဓာတ်နဲ့ခွဲတယ်တောင်အောင်လောက်လိုက်တယ်ပြီးတော့ဟင်းချက်တယ်ပေါ့ရေးစေးလိုက်တယ်တောင်သွားတယ်ပြီးတော့အချုံမုံနဲ့ငံပြာရည်နဲ့စနေမုံနဲ့နေလိုက်တယ်ပြီးတော့စီရထည့်လိုက်တယ်ကျက်သွန်စီတက်ပြီးထည့်လိုက်တယ်ကွာပြီးတော့အမှသူတို့တွေကပြောတယ်လို့မျိုးပဲဟောပါလေရေထက်ပြီးတော့ကြုတ်ခောက်ပြီးထည့်ပြီးသွားရောပြင်းတယ်ဆိုမှပဲမပြီးတော့အပြီးတော့ပဇွန်ဟင်းနဲ့လိုက်မယ်တရက်ချင်ပေါ့နော်တရက်ချင်တော့ကျွတ်ဒီပါကုန်နေတူတယ်ခုံကတရက်ချင်တော့ဖို့ဆိုကြက်သွန်လှီထားတယ်ကွာပြီးတော့တရက်ချင်ကိုရည်စည်းထားတယ်အဲ့ချိန်မှာနောက်မှာအတန် background တန်နေရှိရပေါ့နော်တချင်းဟင်းချိုင်နဲ့ဖွင့်ထားတဲ့တချင်းကမဖွင့်ပြတော့ပါဘူးနားဆူမှာဆိုလို့ပြီးတော့အမြန်လောက်ထားဆိုတော့ဗာတချင်းလဲဆိုဆူပြလိုက်မယ်မင်းမပဲမင်းတယောက်ထဲမင်းပဲတို့ပြီးတော့နောက်တစ်ခါဗာလဲຫນွေဦးကန်ကုန်မြဆိုအဲ့လားနောက်တစ်ခါဗာလဲဆိုတော့ဟိုဗာလဲကျေရီစုံတဲ့ညာအမေအိမ်ကိုလွမ်းနေအဲ့ဒါလေးဆိုနေရပါပြီးတော့အခုဆိုရင်စားဖို့ပြင်ဆင်လိုက်ပါပြီကဲအခုဆိုရင်စားပြီတွတ်ပြီပေါ့နော်အရင်ရှည်နေတော့ထမင်းထည့်တာတွေပဲထည့်လိုက်တယ်ကွာဒီလောက်ဆိုရင်ရပြီလို့ထင်တယ် mini vlog ကတော်တော်ရှည်နေပြီလို့လည်းထင်တယ် edit လုပ်ကြတာလည်းဗီဒီယိုကရှိနေတော့လည်းဖြတ်မချင်ဘူး okay အားလုံးပဲတက်တာအခုချိန်ကြီးမရောက်သေးဘူးလို့တက်တာနေရာအထိကဘယ်လောက်ထိကြာအောင်မှာတော့okay ရောက်ပြီအားလုံးပဲ see you in the next video bye bye